ရှိရှိတုန်းကဟီးမွန်နာတော်ကြီးထဲမှာကျောင်းသင်ခန်းဆောက်လုပ်ပြီးသမထတကူရရန်ကြည်ကြံအားထုတ်နေသောယဟန်တစ်ပါးရှိလေသည်ကျောင်းသင်ခန်းနဲ့မနီမူဝေးမှာလည်းတောင်ကျဆန်းချောင်းကလေးရှိသဖြင့်ရေမိုးချိုးရန်နဲ့တောက်သုံးရန်အတွက်အဆင်ပြေလာလေသည်ဒါကြောင့်ယဟန်ဟာတရားကောင်းစွာကြည်ကြံအားထုတ်နိုင်ပြီးတစ်နေ့တခြားတကူဆွမ်းအားများပုံမူရရှိလာတာပေါ့ကွယ်ဘလောက်တကူကြည့်တယ်ဆိုရင်ယဟန်ရဲ့နှုတ်ကဖြစ်စေလို့ဆိုလိုက်ရင်အမှန်တကယ်ဖြစ်သွားတတ်တယ်တဲ့ဒီနေ့မှာတော့ဟီးမွန်လာတောထဲမှာရှိတဲ့တောခွေးတစ်ကောင်ဟာခွေးအုပ်စုနဲ့ကွဲပြီးအသေးနေထိုင်တဲ့ကျောင်းသင်ခန်းနောက်ကိုရောက်ရှိလာတာပေါ့ကွယ်ကျောင်းလဲဖြစ်နေတဲ့တောခွေးကိုယဟန်ကမြင်တော့တနာပြီးကျောင်းထဲမှာရှိတဲ့သမင်းဟင်းများကိုချကျွေးလိုက်ပါတယ်တောခွေးကတော့ယဟန်စားပြီးကျန်တဲ့သမင်းကြံဟင်းကြံများကိုပုံမှန်စားနေရတော့ကျောင်းသင်ခန်းနောက်မှာပျော်မွေ့နေတာပေါ့အစားတောက်ကျွေးမွေးတဲ့ယဟန်ကိုလည်းခင်ထွယ်ပြီးယဟန်အဝေးမှပြန်လာရင်မီးနက်ပြီးကြိုဆိုလို့ရှိပါတယ်ယဟန်ကြီးတက်ပင်အောင်မှာတရားထိုင်ရင်လည်းအနားမှာထိုင်ဆောက်ပြီးအဖို့လုပ်ပြီးလေးရှိပါတယ်အချိန်ကြာလာတော့ယဟန်ကလည်းတောခွေးကိုတန်ရောင်းစဖြစ်ပြီးဘုံဘကောင်းမွန်တဲ့ဘဝမှာနေထိုင်စီလိုတစ်ဖြစ်မေးလိုက်ပါတယ်အမောင်ခွေးငယ်တင်ဒီခွေးဘဝမှာချင်းတဲ့မင်းဘဝကိုရောက်ချင်တယ်လို့ ငါသာချင်းသေးမင်းဖြစ်လျင်တတော်တတောင်လုံးကငါအားကြောက်ရွံ့ယူသေးကြလိမ့်မည်ထိုမြတာမကငါအလွန်စားကျင်လာသောတတ္တဝါတို့၏အသွေးအသားတို့ကိုလည်းမြင်းပြင်းကြီးစားရတော့မည်တော်ခွေလည်းအခုလိုစဉ်းစားတွေ့တော့ချင်းသမင်းဖြစ်ချင်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ယဟန်ကြီးလည်းသူ့ရဲ့တကူနဲ့တော်ခွေကိုချင်းသေးဖြစ်အောင်မမုတ်ပေးလိုက်ပါတော့တယ်တော်ခွေဖြစ်မှချင်းသေးဖြစ်လာတော့ခါယဟန်ကြီးကိုခွဲပါပြီးတော်တွင်သို့ဝင်သွားပါတော့တယ်အဲ့ချင်းသေးဟာတောထဲမှာလက်ပတ်ပြီးသမင်းတရေတော်ဝက်စားတဲ့သားကောင်များကိုဖမ်းယူစားတောက်ပြီးစားကျူးကပျော်မြူးနေတာပေါ့ဒီလိုနဲ့ပဲချင်းသေးဟာတောထဲမှာရှိတဲ့ချင်းသေးမတစ်ကောင်နဲ့အိမ်ထောင်ကျသွားပါတယ်ချင်းသေးဟာငကိုကတောခွေးဖြစ်ခဲ့တာကြောင့်ခွေးတို့ရဲ့အမှုကျဲမပြောက်ပဲရှိနေတာပေါ့အတူနေတဲ့ချင်းသေးမကချင်းသေးရဲ့အမှုရကိုရွှေစားမိသွားပြီ။အိုးအရှင်တင်းဒီချင်းသေးထက်ပါလျက်ခွေးတို့၏အမူအကျင့်ရှိနေသည်အဖဲကြောင့်ထိုတို့ဖြစ်ရသည်ကိုတော်တွင်ရှိယဟန်ထံတွားရောက်မေးမြန်းမှသိမည်ချင်းသေးမကအဲ့လိုပြောလိုက်တော့ချင်းသေးကြီးဟာစိုးရိမ်ပူပန်သွားတာပေါ့ကွယ်ချင်းသေးကြီးဟာသူ့ဘဝအစစ်မှန်ကိုချင်းသေးမလေးတီးသွားမှကြောက်ပြီးချင်းသေးမလေးထဲအရင်ယဟန်ကြီးကိုဥစွာကြိုက်တိုင်ရန်ကျောင်းသင်ခန်းသို့ထွက်လာလိုက်ပါတယ်တကိုးကြီးတဲ့ယဟန်ကြီးကတော့ချင်းသေးရဲ့အချံကိုတီးတဲ့ဖြင့်ကျောင်းသင်ခန်းမှာပဲထိုင်ဆောင်နေပြီးချင်းသေးရောက်လာတဲ့အခါဟဲတော်ခွေငါကတင်အတနာတဖြစ်အစာရည်စာဝဝလည်းလင်းစားသုံးနိုင်ပါစေဟူသောစေရနာဖြစ်ခွေးဘဝမှာချင်းသေးဖြစ်အောင်ဖန်ဆင်းပေးကြတယ်တင်ဒီထိုကျေးဇူးကိုပင်မထောက်ယခုငါကိုပင်ကြိုက်တရန်လာလေပြီဒါကြောင့်တင်းရဲ့ကျေးဇူးကမ်းမှု၏အပြည့်ကိုတင်းပြန်ယူလေလော့ချင်းသေးမိဘဝမှာခွေးဘဝတို့ပြန်ရုပ်စေချစ်ချင်းဆိုသလိုပဲချင်းသေးဘဝမှာပိန်လီသေးခွေးတဲ့တော်ခွေးဘဝပြန်ရောက်သွားပါတယ်အဲ့ချိန်မှာပဲယဟန်ထံကိုလာနေတဲ့ချင်းသေးမအော်တန်ကိုကြားလိုက်ရပါတယ်တော်ခွေးကြီးဟာချင်းသေးမကသူ့ဘဝအစစ်မှန်ကိုတည်သွားရင်သူ့ကိုကြိုက်တတ်မှစိုးရိမ်ပြီးတော်ထဲကိုအလင်းမြန်ထွက်ပြေးသွားပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲ။ကျေးဇူးတင်ပါတယ်။